တခါတော့ကအင်မတန်မှစီးလုံးရတဲ့တငယ်ချင်းလေးယောက်ရှိတဲ့သူတို့နာမည်တွေကတော့ကိုကိုညီညီဖြူဖြူနဲ့နီနီတို့ပဲဖြစ်ပါတယ်။ဒီနေ့မှာတော့သူတို့ဟာအရန်စားလို့ကောင်းတဲ့ပီဇာတစ်ချက်ကိုဝယ်လာခဲ့ကြတယ်။ပထမဆုံးမှာပီဇာဟာဘာမှမနှီးရသေးတဲ့ဝိုင်းဆက်နေတဲ့ပီဇာအချက်ကြီးပေါ့။ဒါကိုတင်ချလို့တစ်သို့မဟုတ်တစ်ခုလုံးလို့ခေါ်တယ်။ဖြူဖြူနဲ့နီနီကဘိုင်ရန်စာနေတာကြောင့်ပီဇာကိုအညီမျှနှစ်ပိုင်းပိုင်းလိုက်ကြတယ်။ဖြူဖြူကတစ်ပိုင်းယူတယ်နီနီကတစ်ပိုင်းယူတယ်ဒါကိုနှစ်ပုံတစ်ပုံလို့ခေါ်တယ်။အဲ့ဒီချိန်မှာပဲကိုကိုနဲ့ညီညီကရောက်လာပြီးငါတို့ကိုလည်းကြွေးပါအောင်လို့ပြောလာတာပေါ့ဒါနဲ့တငယ်ချင်းလေးယောက်လုံးညီလူညီမျှဖြစ်အောင်ပီဇာကိုနောက်ထပ်ပိုင်းလိုက်ကြတယ်အခုဆိုရင်ပီဇာဟာ၄ပိုင်းဖြစ်သွားပါပြီတယောက်ကိုတစ်ပိုင်းစီစားကြတယ်ဒါကို၄ပုံတစ်ပုံလို့ခေါ်တယ်အပိုင်းကဏ္ဍတစ်ခုမှာအောက်ဘက်ကကဏ္ဍ denominator ဆိုတာပစ္စည်းတစ်ခုကိုဘယ်နှပိုင်းအညီမျှပိုင်းထားလဲဆိုတာကိုပြပြီးတော့အပေါ်ဘက်ကကဏ္ဍကိုတော့ numerator လို့ခေါ်တယ်အဲ numerator ကတော့ကိုယူထားတဲ့အပိုင်းအရေးအတွက်ကိုပြတာပဲဖြစ်ပါတယ်ပီဇာ၄စိတ်လုံးကိုပြန်ပေါင်းလိုက်ရင်တော့မူလအတိုင်းပီဇာကြီးတစ်ခုလုံးပြန်ဖြစ်သွားတာပေါ့ကလေးတို့လည်းတငယ်ချင်းတွေနဲ့မုံစားတဲ့အခါအပိုင်းကိန်းလေးတွေသုံးပြီးမျှတအောင်ခွဲဝေစားတတ်ကြပြီမို့လားပုံမြင်လေးကတော့ဒီနေ့ဖို့ရတဲ့လောက်ပါပဲနောက်ပုံမြင်လေးမှာပြန်တွေ့ကြမယ်ဘိုင်ဘိုင်